ဆယ်လီတွေနာမည်ကြီးတွေလေတခုပြောဖို့ဘဝမိနဲ့ပြောပြဖို့သူတို့တွေနာမည်ကြီးဖို့ share လေးရဖို့ like လေးရဖို့တို့တွေလက်မနှိပ်ခဲ့ရတယ်လေနောက်ဆုံးလက်မနှိပ်ပေးရ share ပေးရဖုံးပေးကုန်ခံရကိုကြိုက်တဲ့ပြိတ္တလေဟုတ်လားကိုကြိုက်တဲ့လူဆိုတော့ကိုကြိုက်တဲ့မင်းသားမင်းသမီးတွေဆိုတော့ဆယ်လီတွေဆိုတော့ဟဲ့နှိပ်လိုက်ရတာကိုလှည့်ကြရင်လေအသေးတွေဝင်ပေးဖို့ဆိုတာလေသူတို့တွေလက်ပြတ်သွားလို့လားနာမည်မကြီးခင်တော့ကဆိုရင်အမလေးကိုအသေးပြန်ပေးကြတာဟဲ့နာမည်လည်းကြီးရောကိုအသေးပြန်ပေးတယ်စောက်ဖတ်မလုပ်ကြတယ်ဘာလို့လာကလေးကပြိတ္တတွေပေးတဲ့အသေးနဲ့လက်မနဲ့ share နဲ့ကိုဘွားကြီးမိသွားလို့တို့အသေးပြန်ပေးမတတ်လားငါနဲ့နာမည်လေးများကြီးလိုက်စောက်ဖတ်မလုပ်ကြတော့ဘူးဆိုတော့ငါလည်းတစ်ခုမေးမလို့နင်တို့လည်းငါတို့ပေးတဲ့အသေးတွေလက်မတွေရခဲ့တာပါခြေမိုးကလေးဆိုပြီးကန်ဆာတာကောင်းလို့မိုးဘော့တက်ပြီးတော့လဲတိတ်ပြီးဘဝင်မပြေးနေပါနဲ့ငါပြောပြတာဆယ်လီရဲ့တင်တာခေါင်းနဲ့မြုပ်မှာပဲငါတို့တော့ခေါင်းနဲ့မြုပ်မှာပဲအဲ့တော့ကိုပြိတ္တတွေကိုရဲ့အောက်ခြေအသေးပေးလက်မပေးနည်းနည်းပါစောက်ကြီးလေးစိုက်ပြီးတော့အသေးလေးပါလေးပြန်မပေးချင်ဘူးလားဘာနှိပ်လိုက်ရတဲ့ငါတို့တွေလက်မတော့မှအကျော်တက်လို့လေအနှိပ်တဲ့အိမ်သွားရတယ်လက်မတွေလည်းလက်ပွေရတော့ဖမ်းစစ်လို့မမိတော့နှိပ်တယ်များလို့ပြောပြတာပါအားလုံးကိုချစ်လို့ဘုရုမနေရန်လို့တော့မဟုတ်ဟာသားအနေနဲ့ပြောပြတာနော်ကိုယ်တိုင်လည်းဆယ်လီဖြစ်ချင်ရင်နောက်တနည်းရှိတယ်